ကျွန်တော်ခုချိန်မှာဒီညနေမှာပဲ55လက်မှ Samsung TV ကိုအလူရှင်များအနေပြီးတော့ကျွန်တော်ဒီညနေရောက်ရှိလာပါတယ်ဝဲဘက်နေရာမှာကျွန်တော်တို့ TV အရင်လက်ရှိSonyနေရာမှာ55လက်မှ Samsung ကိုကျွန်တော်အလူရှင်များအနေပြီးတော့ရားခင်ကိုကျေးဇူးတဲ့ချီးမွမ်းတဲ့အနေနဲ့ကျွန်တော်ခုညနေလာရောက်ပြီးတော့ပါဝင်လူတန်းခဲ့ပါတယ်ဗိမာန်တော်မှာဒါကတော့တက်ဆင်နေပါတယ်ကျွန်တော်ဆရာဆမ်မြွယ်ဆရာအောင်ညွှန့်စိန်ဒီကွာကျွန်တော်ဒါပြင်ဆင်ပြီးတော့ဒါလုပ်နေပါတယ်တက်ဆင်ဖို့အတွက်ခိုင်ခန့်မြဲမြံစွာကျွန်တော်မူလီများကိုရစ်ပြီးတော့ခုချိန်မှာနေရမှာကျွန်တော်ကြက်ခိုင်စွာပြည်သက်တွေရှင်းရှင်းလင်းလင်းကြည့်ဖို့တက်ဆင်နေပါပြီအဲ့အတွက်ပါဝင်ပေးတဲ့ဆရာတွေကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်လူတန်းပေးတဲ့အလူရှင်လည်းကျေးဇူးတင်တယ်အခုချိန်မှာကျွန်တော်ဝတ်ပြုသူတွေအတွက်စိတ်ချမ်းသာစွာကျွန်တော်ပြင်ဆင်နေပါတယ်ဒါတော့ကွန်ပျူတာနဲ့ join ပြီးတော့ HDMI နဲ့ဆက်ပြီးတော့စာသားတွေပေါ်လွင်ထင်ရှားမှုရှိမရှိကျွန်တော်စစ်ဆေးပြီးတော့ဒါဆရာအောင်ညွှန့်စိန်ကစစ်ဆေးနေပါတယ်ကျွန်တော် line ကိုကျွန်တော်ကြည့်ပြီးတော့ဒါဘုန်းတော်ကြီးကျောင်းလေးဆရာတော်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်အားလုံးဒါဝမ်းမြောက်ဝမ်းသာစွာအောင်မြင်စွာကျွန်တော်တက်ဆင်ပြီးတော့ဒါဝမ်းမြောက်ဝမ်းသာစွာကျေးဇူးတော်ပေါင်းချီးမွမ်းပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်အလူရှင်များအားလုံးကျေးဇူးတင်ပါတယ်အားလုံးဖျားရှင်ကောင်းကြီးပေးပါစေ